နင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံပိုက်ကြော်ချင်းပြိုင်ပွဲဘိုလူပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကိုတဝယ်မြို့မှာကျင်းပခဲ့ပြီးပြိုင်ပွဲဝင်အသင်းတွေကိုစုဖလားနဲ့ဂုဏ်ပြုစုတွေပေးအပ်ချီးမြှင့်ခဲ့ပါတယ်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံအမျိုးသားအမျိုးသမီးပိုက်ကြော်ချင်းပြိုင်ပွဲဘိုလူပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကိုဇူလိုင်15ရက်မနေ့ပိုင်းကတဝယ်မြို့ရွှေဝယ်သီရိအားကစားခန်းမမှာကျင်းပခဲ့ပါတယ်တနင်္သာရီတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစောနိုင်ဦးတိုင်းဒေသကြီးဝင်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့အားကစားဝါသနာရှင်တွေဟာအမျိုးသား3ယောက်တည်းဘိုလူပွဲဖြစ်တဲ့တဝယ်မြို့နယ်အသင်းနဲ့ဘိန်းမြို့နယ်အသင်းတို့ရဲ့ရှင်ပြိုင်ကစားမှုကိုကြည့်ရှုအားပေးခဲ့ကြပြီးတဝယ်မြို့နယ်အသင်းကအနိုင်ရပိုဆွဲခဲ့ပါတယ်ပြိုင်ပွဲပြီးမှစုချင်းမြင့်ပွဲကိုဆက်လက်ကျင်းပခဲ့ပြီးပိုက်ကြော်ချင်းဆက်ကော်မတီကအစိုးရအသင်းတွေကိုဂုဏ်ပြုစုငွေကျပ်12သိန်းချီးမြှင့်ပေးရသလိုပြိုင်ပွဲတစ်ချောင်းကိုကြီးဆောင်ရွက်ပေးခဲ့တဲ့မြန်မာနိုင်ငံကြက်ချင်တီတပ်ဖွဲ့ကိုလည်းဂုဏ်ပြုစုချီးမြှင့်ခဲ့ပါတယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးတွေကအမျိုးသားအမျိုးသမီး2ယောက်တည်းနဲ့3ယောက်တည်းပြိုင်ပွဲတွေမှာစုရရှိခဲ့တဲ့မြို့နယ်အသင်းတွေကိုတဦးချင်းစုငွေသားစုတွေနဲ့စုတစ်စိတ်တွေအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်အဲ့ဒီနောက်တနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးကအမျိုးသားနဲ့အမျိုးသမီး2ယောက်တွဲ3ယောက်တွဲပြိုင်ပွဲတွေမှာပထမဆုရရှိတဲ့အသင်းတွေကိုတကွန်ဆိုင်ဆုဖလားတွေပေးအပ်ချီးမြှင့်ခဲ့ပါတယ်အဆိုပါပြိုင်ပွဲကိုတနင်္လာရီတိုင်းဒေသကြီးပိုက်ချော်ချင်းအားကစားဖွံ့ဖြိုးတိုးတက်ရေးနဲ့ထူးချွန်အားကစားသမားတွေပေါ်ထွက်လာစေရေးရည်ရွယ်ကျင်းပခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ